皆さん、こんにちは。私は南山翼တဲ့南ဆောင်ရဲ့ဆန်စီမြတ်ပဲဖြစ်ပါတယ်။အခု Info Candy Challenge ရဲ့ Lesson 1ကိုအတူတူလေ့လာကြည့်အောင်ပါရှင်။အဲ့တော့ပထမဆုံးခန်းကြီးလေးဒါကဒီလိုလေးအလွယ်မှတ်နေလေးနဲ့ right ကိုမှတ်ကြပါမယ်။တကယ်တော့နံပါတ်1မှာစပြီးတော့ပါတာကစုမှုဆိုတဲ့စကားလုံးလေးစပြီးပါတာပါ။ဒါပေမဲ့အဲ့ဒါကစာမှတ်မှတ်ပဲနဲ့ဒီကနေစမယ်။ဒါလေးကအိုးစားမှနော်ဒီလိုပုံစံလေးကအိုးစားမဆိုတာကသူ့ရဲ့အဓိပ္ပာယ်ကဘယင်ကြီးဆိုတဲ့အဓိပ္ပာယ်ရတယ်နော်အိုးစားမကဘယင်ကြီးဟုတ်ပြီဒီလိုလေးမှတ်လိုက်မယ်တစ်ချက်အိုးစားမဟုတ်ပြီဘယင်ကြီးကိုနောက်ပြစ်လေးတက်ထားတယ်အဲ့တော့ယူကနောက်ပြစ်လေးကိုတက်ရပူလေးလို့မှတ်လိုက်ရအောင်အဲ့ဆိုရင်တက်ရပူစောင်းထားတယ်အဲ့တော့တက်ရပူစောင်းထားတဲ့ဘယင်ဒီဆိုရင်သူကအမိုးနာအရေးကြီးတော့အဓိကကြတော့အရေးကြီးတာမဟုတ်အဓိကကြတာပေါ့နော်ပြောချင်တာအဲ့တော့အဓိကကြတော့အမိုးနာဒီတိုင်းဆိုရင်အိုးစားမဟုတ်ပြီအဲ့ဒါကိုမှထပ်ပြီးတော့မှတ်ပါမယ်အဲ့တော့လူခန်းကြီးလေးနဲ့လူ radical လေးနဲ့လူတွေအတွက်ဒီမှာအဓိကကြတာကြတော့ဘာဖြစ်သွားလဲဆိုရင်စုမှုဆိုရဲနေထိုင်မှုအဓိပ္ပာယ်ဖြစ်သွားပါတယ်လူတွေအတွက်အဓိကကြတာဒီစုမှုစုမီမတ်နေထိုင်ဒီဆိုရဲအဓိပ္ပာယ်ရပါတယ်အဲ့ဆိုရင်ဆက်ကြအောင်ဒါဆိုရင်အိုးစားမဘယင်ကြီးအော်မိုနာတရဘူးလေးပါရင်အော်မိုနာအဓိကကြတယ်လူတွေအတွက်အဓိကကြတာဆိုတော့စုမှုနေထိုင်မှုဟိုက်နောက်တစ်ခုကကြတော့တုကိုရိုဆိုတာကြတော့အယူနေရဆိုတဲ့အိဗယ်ရပါတယ်တုကိုရိုနေရအဲ့တော့ဒါလေးကိုခွဲမယ်ဆိုရင်အရှိကိုကြတော့အယူတကားပေါက်လေးလို့မှတ်လိုက်မယ်เนาะဒါလေးရဲ့တကားပေါက်လေးလို့မှတ်လိုက်မယ်ဒီနောက်ကကြတော့အယူပစိန်လေးလို့မှတ်လိုက်ပါမယ်တကားပေါက်နဲ့ပစိန်လေးအဲ့တော့ပစိန်မျိုးတကားပေါက်တွေနားမှာထောင်ထားလေးရှိတယ်အဲ့တော့ပစိန်ထားတဲ့တကားပေါက်နေရပေါ့เนาะတကားပေါက်နောက်မှာပစိန်ထားတဲ့နေရအဲ့တော့အဲ့ဒါလေးကတုကိုရိုလို့မှတ်မယ်တုကိုရိုဆိုရဲနေရဟုတ်ပြီနော်အဲ့ဆိုရင်စုမှုနေထိုင်သည်ဆိုတာရဲ့အခုတုခိုးတော့နေရဆိုရဲဒီခန်းကြီးလေးနှလုံးပေါင်းခြင်းအပြင်ဒီနောက်မှာဘာလေးဖြစ်မလဲဆိုရင်နေထိုင်တဲ့နေရဆိုတာဒီ Jew shop ဆိုရဲလိပ်စာနော်အဲ့တော့စုမှုဒီ Jew ဆိုရဲအတန်တွက်ရဲ့တုခိုးတော့ဒီ shop ဆိုရဲအတန်တွက်ရဲ့မှာ Jew shop လိပ်စာနေထိုင်တဲ့နေရဒီ Jew shop လိပ်စာအဲ့ဒါလေးပါတွေ့မှတ်ပါမယ်ဟဲ့အဲ့ဆိုနောက်ခုသွားမယ်ဟုတ်ပြီအဲ့တော့တုကိုရဲ့နောက်မှာကပ်ပါတဲ့ဟာလေးတစ်ကြည့်အောင်ဓာကြီးတုကိုဆိုတာ皆さんတို့သိပြီးသားဖြစ်ပါမယ်မိဖို့ကြောင့်ဟုတ်ပြီနော်အဲ့တော့မိဖို့ကြောင့်ရုပ်မှတ်ရအောင်တုကိုနေရာတည်သွားပြီဒီဓာကြီးလေးကိုမှတ်ရအောင်မိဖို့ကြောင့်ဆိုရဲအတိတ်ပဲနဲ့ဓာကြီးလေးကိုသွားပြီးမှတ်မယ်ဆိုရင်ဥမာဒါလေးကမာမီးမှုမဲမို့ရဲ့မှုအောက်ကကျတော့ရုပ်ခုချီဆိုရဲပါဇက်အဲ့တော့မှုပြီးတော့ပါဇက်နဲ့စားတဲ့နေရာဒီဘယ်နေရာလဲဆိုရင်ဓာကြီးတို့ကိုတော့မိဖို့ကြောင့်ဟုတ်ပြီနော်မှုပြီးတော့ပါဇက်နဲ့စားတဲ့နေရာဒီဓာကြီးတို့ကိုတော့မိဖို့ကြောင့်အဲ့တော့သူရဲ့အတန်အတွက်ဒီဓာကြီးဆိုတာ皆さんသိသွားပြီဓာတ်က radio F5 level မှာတည်းကရေတွက်ပုံတွေထဲမှာပါတယ်အချီတိုင်းနေတိုင်းစမ်းတိုင်းယွန်းတိုင်းဆိုတဲ့ဘာတွေရေတွက်တာလဲဆိုရင်စက်ပစ္စည်းတွေစီးနှင်းစရာရင်းနေရေတွက်တဲ့ဓာတ်လေးအတူတူပဲရမယ်နော်အဲဆိုရင်ဓာကြီးတို့ကိုတော့မိဖို့ကြောင့်ရေအချီတိုင်းနေတိုင်းဆိုရင်လည်းဒီခန်းကြီးလေးနဲ့ရေတွက်တယ်သူကဓာတ်ဆိုတဲ့နေရာမှာယူပါတယ်ဟိုက်အဲဆိုရင်နောက်ကိုဆက်ပါမယ်နောက်တစ်ခုကကြတော့ဒါလေးကတော့ဒါယူ N5 မှာတွေကပါပြီးသားဖြစ်တဲ့ဟီကရှိအရှိအရက်เนาะအရှိအရက်ပါဒါကတကယ်တော့ဒီတိုးပြောလေးအတွက်ပြန်ပြီးတော့ထည့်ပေးထားတာပါအဲ့တော့ဟီကရှိဒီတိုးဆိုတဲ့နေရာမှာအတန်အတွက်ဝင်ယူသွားပါတယ်เนาะသူရဲ့ခွန်ရော်မီဝင်ရော်မီအနေနဲ့တိုးဟီကရှိရဲ့ဝင်ရော်မီဒီတိုးဟုတ်ပြီကျော်အခုဒီနေ့ N4 မှာပါမှာကကျော်တိုးကျော်ရဲ့ကျော်လေးကိုကြည့်အောင်ဖြိုးလေးကအပေါ်ကအမိုးလေးအောက်ကခုချီပါဇက်လေးအောက်မှာကျတော့ချီးဆိုင်သေးငယ်တော့လေအဲ့တော့အမိုးအောက်မှာပါဇက်သေးသေးလေးတွေနဲ့မျိုးရရွှတ်တိုးကျော်တိုးချိုလို့နားလိုက်မယ်ဟုတ်ပြီနော်တိုးကအရှိခန်းကြီးပါမယ်ကျော်ကကျတော့အမိုးအောက်ကပါဇက်သေးသေးလေးတိုးကျော်တိုးချိုဟုတ်ပြီနော်အဲ့ဆိုရင်ဒီတဲမှာအခုပြောတော့ဒီလောက်ကလေးရဆိုရင်အရင်ဆုံးအိုးစာမဘယင်ရှိမယ်ဘယင်ယူတဲ့ဘူးဆောင်လိုက်ရင်အုံမနာအဓိကကြတော့ဖြစ်သွားမယ်လူတွေအတွက်အဓိကကြတာကြတော့စုမှုနေထိုင်မှုဒီမှာပစိန်ထားတဲ့တကားနာကနေရသူခေါ်တော့မှုပြီးတော့ပါဇက်နဲ့စားတဲ့နေရာကြတော့ဘာဖြစ်သွားဆိုရင်ဓာကြီးသူခေါ်တော့ပြီးဖို့ကြောင့်ဓာကြီးအတန်တွယ်လေးနဲ့အချီတိုင်းနီးတိုင်းဆန်းတိုင်းရေထွက်ပုံမှာသုံးမယ်
ဟုတ်ပြီအဲ့တော့စုမှုနေထိုင်တာနဲ့သူခုတော့နေရနဲ့နေထိုင်တဲ့နေရဆိုရင်တော့ you က do short လိမ့်စာဒါက he ကရှိအရှိအရက်တည်ပြီးသားပါအဲ့ဒါကို cure လေးနဲ့ပေါင်းလိုက်ရင်တော့ do cure do ကျူဒီရမယ်နော်ဟုတ်အဲ့ဆိုရင်နောက်တစ်ခုဆက်ပါမယ်ဟုတ်ဒီမှာနောက်တစ်ခုကဘာလဲဆိုရင် mono ပေါ့နော် mono ဆိုတာက ratio ဒီ n5 မှာအရာဝတ္ထုပစ္စည်းအနေနဲ့ပဲเนาะရှင်နာ mono တို့ mono တို့ကိုသိခဲ့တယ်ဒါပေမဲ့ဒီဟာလေးကိုမြင်တော့မိနာဆန်ရေ mono ကိုလူ mono လေးလို့မှတ်ပေးပါအဲ့တော့မှတ်နည်းလေးကတော့လွယ်လွယ်လေးပဲအပေါ်ကမြေကြီးခန်းကြီးလေးပါဒါမြေကြီးမိနာဆန်ဆွဲတတ်တယ်မြေကြီးခန်းကြီးလေးအဲ့တော့မြေကြီးပေါ်ကိုဖြတ်တန်းသွားလာကြတယ်ဖြတ်သွားတယ်ပေါ့နော်နေထွက်လာတဲ့အခါမှာဘယ်သူတွေကလဲဆိုရင်လူ mono တွေလို့မှတ်ရအောင်ဒါလေးကိုမြင်တာနဲ့လူကိုစားပြုတဲ့ mono လို့ပဲမြင်တာစမှတ်ထားပါလူ mono လေးဟုတ်နော်နေကြီးပေါ်ကိုဖြတ်သန်းသွားလာကြတယ်နေထွက်လာတဲ့အခါမှာဘာရလဲဆိုရင်လူ mono တွေကဟုတ်ပြဆိုရင်လူ mono လေးအဲ့လူ mono လေးရဲ့နောက်ကဘီတာလေးလိုလေးပေါ့နော်ဘီတာလေးဘီပုံစံလေးဒီဘီတာလေးကျတော့ရုပ်အမြင့်နေလှေကားတွေမှာတောင်းတယ်အမြင့်ပေါ့အမြင့်တွေကိုစားပြုတဲ့စကားလုံးလေးလို့မှတ်ရအောင်အဲ့ဆိုရင်လူတိုက်အမြင့်ကြီးတွေမှာနေတဲ့လူမိုနိုတွေတိုက်အမြင့်ကြီးတွေနဲ့လူတွေနဲ့နေတာဘာမှလဲဆိုရင်မီယာခိုဆိုရဲမြို့တော့အဲ့လိုမှတ်မယ်နော်တိုက်အမြင့်ကြီးဘီတာနော်ဘီတာဆိုရဲဘီပုံစံနဲ့တိုက်အမြင့်ကြီးတွေမှာလူမိုနိုတွေနဲ့နေတာဆိုရင်ဒါဒီမီယာခိုမြို့တော့အဲ့တော့ဒါလေးကမီယာခိုမြို့တော်ခန်းကြီးလေးပါအရှိအပိုင်းလေးပဲဆိုရင်တော့မိုနိုလူမိုနိုပါဟုတ်ပြီအဲ့ဆိုရင်ခုနသိထားတဲ့တိုးပြောရဲ့နောက်မှာအခုမီယာခိုလေးဒီသူ့ရဲ့အုံယုံမီအတန်တိုးလေးပါလာမယ်တိုးပြောတိုးကျူမြို့တော်ဆိုရဲပဲဖြစ်သွားပါတယ်သူတို့နိုင်ငံရဲ့မြို့တော်တိုးကျူမြို့တော်တိုးပြောတိုးနော်တိုးဆိုရဲအတန်နဲ့သွားမယ်အဲ့ဆိုရင်မိုနိုရဲ့မီယာခိုရဲ့တိုးပြောတိုးရဲ့အဲ့မှာမင်းနဲ့ဆန်ကြည့်တတ်ရင်လွယ်ပါတယ်အဲ့မှာတိုးပြောတိုးဒီတိုးလေးဖြတ်လိုက်ရင်အနောက်ကကျောတိုးကျန်တယ်လေကျောတိုးဟောဒီမှာကျောတိုးလာပြီကျောတိုးရပါနော်အဲ့ဆိုရင်နောက်ကဘာလာမလဲဆိုရင် food ဆိုတဲ့စီရင်စုနော် food သူက food အခုဒီမှာနောက်တစ်လုံးမှတ်ရမှာက food ဆိုတဲ့စကားလုံးလေးပါသူကစီရင်စုနယ်မြေအုပ်ချုပ်ခင်းရနယ်မြေပေါ့နော်ပြောရရင်တော့စီရင်စုနယ်မြေတစ်ခုပါအဲ့ဆိုရင် food ကတော့ရုပ်ဂျပန်မှာ2ခုသတ်မှတ်ထားပါတယ်အိုဆာကာဖူနဲ့ကျိုတိုဖူဒီမှာတော့ကျိုတိုဖူလေးထည့်ပေးထားပါတယ်အဲ့တော့ကျိုတိုကခုနဒီမှာရသွားပြီလေနော်ကျိုနဲ့တိုနဲ့ဖူလေးမှတ်ပေါ့နော်ဖူကမှတ်ရပါမယ်အဲ့တော့အမိုးအောက်လေးကလူတွေဒါလည်းလူကိုစားပြုတဲ့ခန်းကြီးအနောက်ကဒါလေးကိုတွေ့ရင်လေတွဲကပ်ပါနေတယ်ဆိုရဲစုခိမကဲခန်းကြီးလေးပေါ့နော်အဲဒါကြောင့်မလို့တွဲကပ်ပါနေတယ်လို့မှတ်လိုက်အမိုးအောက်မှာလူတွေတွဲကပ်နေတာကစီရင်စုနယ်မြေမှာမှတ်လိုက်မယ်ကျောတိုဖူရပါနော်အဲ့ဆိုရင်နောက်တစ်ခုဆက်မယ်နောက်တစ်ခုကဘာလဲဆိုရင်ခုဘိလေပင်ဒီလေပင်ခန်းကြီးတွေကမင်းဆန်စိမ့်တော့မစိမ့်ပါဘူးနော်ခုဘိလေပင်ဖိုက်တော့ကလေဒီရှေ့မှာဒီလိုလမ်းလေးထည့်လိုက်တယ်မိချီလေးဖြစ်သွားနော်လမ်းလေးပါရင်သူဒီမိချီပါလမ်းလေးမပါရဲ့အတွက်ခုဘိလေပင်ဟုတ်ပြီလေပင်နဲ့မီယာခိုနဲ့ပေါင်းရင်ရှုတိုမြို့တော့ပါပဲသူရဲ့ဒီပေးထားလေရှုတိုဥမာနီဟိုနိုရှုတိုကအန်ဒက်စကာအဲ့လိုမျိုးမရပါနော်ဒီနိုင်ငံရဲ့မြို့တော်ကဘာလဲလို့မရင်မီယာခိုမဟုတ်ဘဲနဲ့ရှုတိုနဲ့နေကြပါတယ်ရှုတိုကအန်ဒက်စကာမြို့တော်လေပင်ရဲ့မြို့ရဲ့ပေါင်းရင်ရှုတိုမြို့တော်ပဲဟုတ်အဲ့ဆက်စပါမယ်ဒါလေးကတော့ရရှိဟိုကိုက်ဒိုကိုတင်ခြင်းလို့ထည့်ထားတာလေးပါဥမိပင်လေတဲ့နော်ဥမိပင်လေပါပင်လေခန်းကြီးလေးပင်လေခန်းကြီးလေးကလေဒီရေ30ဖြတ်ကြည့်လိုက်မိုင်းနီချီတို့မိုင်းဘန်တို့ရဲ့မိုင်းလေးမိုင်းနော်မိုင်းနီချီမိုင်းဘန်မိုင်းအဲ့ဒီမိုင်းကိုရေ34ထည့်လိုက်ရင်သူဒီဥမိပင်လေဖြစ်သွားတယ်နော်ပင်လေခန်းကြီးလေးပါအဲ့တော့ဒီမှာလေဟိုကိုက်ဒိုဒီဟုတ်ဆိုတာကခိတဆိုရဲမြောက်ရက်အန်ဖိုင်မှာပါတယ်ခိုက်ဆိုတာကြတော့အခုဒီမှာဥမီရဲ့ခိုက်ကိုယူထားတာပါခိုက်ဒိုးကကြတော့ခုနမှာရရှိပြောလိုက်တဲ့ခုဘီရဲ့လမ်းမိချီအဲ့တော့မြောက်ဘက်ပင်လေလမ်းဟိုကိုက်ဒိုဒီဟိုကိုက်ဒိုကျွန်းဆွဲကိုပြောတာပါဂျပန်နိုင်ငံရဲ့မြောက်ဘက်စွန်းမှာတည်ရှိပါတယ်အဲကြောင့်မလို့မြောက်ဘက်ပင်လေလမ်းဆိုပြီးတော့ခန်းကြီးလေးတွေတွဲပေးထားပါတယ်ဟိုကိုက်ဒိုဟုတ်ပြီနော်ကိုက်ဒိုသိရပါမယ်
ခုပိလေပင်ခုပိကိုလမ်းထည့်မိချီလမ်းမီယာခုမျိုးနဲ့ပေါင်းရင်သူဒီရှုတိုမျိုးတော်အဲ့တော့မိုင်းနိချီတို့မိုင်းရဆာတို့ရဲ့မိုင်းကိုရေလေး30ထည့်ရင်ဥမိပင်လေမြောက်ဖက်ပင်လေလမ်းဒီဟိုကိုင်တိုအဲ့ဒါဆိုရင်နောက်ခုသွားမယ် can ဆိုတာကတော့ခရိုင်နော်ခရိုင်မှာအဲ့တော့အပေါ်ကတော့ယူမီနာဆန်တို့မျက်လုံးလေးမျက်လုံးကိုတောက်ထောက်ကြည့်နေတယ်လို့မှတ်လိုက်ခရိုင်နော်ခရိုင်ကနေပြီးတော့မျက်လုံးကိုတောက်ထောက်ကြည့်နေတယ်လို့မှတ်လိုက်မယ်ဒါဆိုရင် can ဆိုရဲခရိုင်အဲ့ဆိုရင်ဒီတန်းလေးရမယ်နော်အဲ့ဆိုရင်ပြန်ပြီးတော့ပြောပြပါမယ်ပထမဆုံးကဘာလေးလဲဆိုရင်လူမိုနိုလေးပါလူမိုနိုနော်လူမိုနိုနဲ့ဘီတာလေးနဲ့ပေါင်းရင်မီယာခိုမျိုးတော့ခုနတိုးကျိုနဲ့ပေါင်းမယ်ဆိုရင်တိုးကျိုတူကျူမျိုးတော့ဟောကျိုတူလေးပြန်ယူမယ်အနောက်ကအမိုးအောက်မှာလူတွေတွဲကပ်နေတယ်ဆိုရင်ကျိုတူဖုဟုတ်ပြီနောက်ကကျတော့ခုပြီလေပင်သူရှိရလမ်းလေးထည့်ရင်တော့မိချစ်လမ်းပြင်မယ်လေပင်နဲ့မြို့နဲ့ပေါင်းရင်ရှုတိုမျိုးတော့နောက်ကကျတော့ဗာလဲဆိုရင်ဥမိပင်လေအရှိရရေးတဲ့30မပါဘူးဆိုရင်မိုင်းမိချစ်ရဲ့မိုင်းပေါ့နော်ဥမိပင်လေမြောက်ဖက်ပင်လေလမ်းဆိုရင်တော့ဟိုကိုင်တိုမျက်လုံးထောက်ထောက်ကြည့်တာကကြတော့ can ဆိုရဲခရိုင်ရပါနော်အဲဆိုရင်စပ်ပါမယ်အဲ့တော့ can ဆိုရဲခရိုင်ဆိုရဲခန်းကြီးလေးကိုတည်ပြီဆိုတော့ခရိုင်နာမည်လေးထည့်ထားတယ်ယာမာဂူချီ can ယာမာဂူချီခရိုင်ဒါကတော့ခရိုင်အရှိကနာမည်ထည့်လိုက်တဲ့သဘောပေါ့နော်ယာမာဂူချီ can ယာမာဂူချီခရိုင်ဟုတ်ပြီအဲ့ဆိုနောက်ခုသွားမယ်ဒါခန်းကြီးအသစ်ထပ်မှတ်ပါမယ်ichibaဆိုတာကဈေးဆိုပြီးတော့တုံထားတယ်။ဘာခန်းကြီးကတော့皆さんအခန်းတက်မှာတင်အောင်မှာမဟုတ်။နောက်မှာတော့လာလိမ့်မယ်။ဘာရှောဆိုတဲ့နေရာရဲ့ဘာလေးနော်။ ichiba ကိုဈေးလို့တုံထားပေမဲ့ဒီရှိရခန်းကြီးလေးကလေ ichi ဆိုတဲ့အတန်လည်းရှိသလို shi ဆိုတဲ့အတန်လည်းရှိပါတယ်။ ichiba ဆိုရင်တော့ဈေးဖြစ်ပြီးတော့ရှိအနေနဲ့သုံးမယ်ဆိုရင်တော့သူမြို့အနေနဲ့သုံးတယ်မြို့ကကျတော့ဘာမြို့လဲဆိုရင် city ခုနလို capital လို့မြို့တော်ကြီးမဟုတ်တော့ဘဲနဲ့ city မြို့လေးတွေနော်မြို့အနေနဲ့သုံးပါတယ်အဲ့တော့ तू ကချိန်ဝင်လေးနဲ့တူတယ်သူ့ရဲ့ရေးပုံလေးကလေဒါတစ်ဆက်တည်းဆွဲထားတာမဟုတ်ဘူးနော်အပေါ်ကဒီလိုချိန်ဝင်အမိုးလေးချိန်ဝင်ရှာလေးကိုအရင်ဆွဲရမှာပြီးတော့မှအောက်မှာချိန်ဝင်လေးနှစ်ဖက်ပုံစံနဲ့ဒီလိုမျိုးလေးဆွဲချတာနော်ချိန်ငွေလေးနဲ့တွေ့ရတဲ့သူဈေးလို့မှတ်လိုက်မယ်နော်ဈေးလို့မှတ်လိုက်မယ်ichibaဆိုရင်တော့ဈေးရှိအနေနဲ့သုံးမယ်ဆိုရင်တော့မြို့နော်ဟုတ်ပြီဒါတစ်ခုမှတ်မယ်ဒီဘလေးကတော့နောက်ခန်းမှာပါလိမ့်မယ်နော်ဘာရှောရဲ့ဘာပါichibaဈေးရှိဆိုရင်တော့မြို့ဟိုက်ဒါလေးက F5 ကဟာလေးပါနာဂိုက်ရှည်လျာတော့နော်နာဂိုက်ရှည်လျာတော့ဟုတ်ပြီအဲ့ဆိုရင်ဒီနာဂိုက်ကြီးကလေ F5 မှာတွေကနာဂိုက်ကြီးကလေသူကတခြားအတိပ္ပယ်အနေနဲ့ဆိုရင်ဘယ်မှာသွားပြီးတော့တာဝန်ယူလဲဆိုတော့နည်းနည်းအကြီးပိုင်းနေမှာတာဝန်ယူတယ်။ဥပမာမြို့ဆိုလဲမြို့ရဲ့အကြီးအကဲရက်ကွက်ဆိုလဲရက်ကွက်ရဲ့အကြီးအကဲအဲ့လိုမျိုးနေရာမှာတာဝန်ယူတယ်နာခါကြီးကအဲ့ဆိုမလို့အခုမြို့ဆိုရဲရှိလေးနဲ့နာခါကြီးရဲ့အကြီးပိုင်းနဲ့ပေါင်းလိုက်တော့ရှိချောမြို့တော်ဝန်ဆိုပြီးဖြစ်သွားတယ်။နော်ရှိချောမြို့ရဲ့အကြီးအကဲဒီမြို့မှာအကြီးဆုံးမြို့တော်မယ်အဲ့လိုမျိုးအဓိပ္ပာယ်နဲ့ရှိချောမြို့တော်ဟိုမှာသားသမီးတွေဆိုရင်လည်းချောနန်းဆိုရင်သားကြီးလို့ချောကြော့ဆိုရင်သမီးကြီးလို့ချောဆိုတဲ့ဟာနည်းနည်းအကြီးပိုင်းကိုတောင်းယူတယ်။ဟုတ်နော်ဟုတ်ပြဆိုရင်စက်မယ်အဲ့တော့ဒါလေးကပြောတော့ဘောနောက်တစ်ခုကကျတော့ယခုရက်ကွက်နော်သူကတော့ရက်ကွက်လမ်းလေးတွေရက်ကွက်အကွက်အဲ့လိုချပေးထားတာပေါ့နော်အဲ့တော့ယုရက်ကွက်လေးကတော့လွယ်ပါတယ်နော်ရက်ကွက်လေးဒီနဲ့ဒီဟာကတော့ဒီမျိုးလေးပေါ့နော်အမှားပုံစံလေးနဲ့ခုရက်ကွက်ဟုတ်ပြီခုချောခုချောခုနနာဂိုင်းလေးပြန်ပါလာတယ်ခုချောခန်းကြီးနာဂိုင်းအကြီးကဲရက်ကွက်ထဲမှာအကြီးကဲဘယ်လိုရှိမလဲရက်ကွက်ဥက္ကဋ္ဌပေါ့ရက်ကွက်လူကြီးပေါ့ခုချောရက်ကွက်လူကြီးရက်ကွက်ဥက္ကဋ္ဌရပါနော်ဟုတ်ပြီနောက်ခုတော့မယ်မချီကကြတော့မြို့ဒါကကြတော့တောင်းဆိုရဲယူနယ်မြို့လေးတွေကိုကိုစားပြုပါတယ်မချီဒီမြို့နော်နယ်မြို့လေးဖြစ်တဲ့ဗာလေးရှိလေကွင်းလေးတွေရှိလေကွင်းလေးတွေနဲ့မလမ်းလေးရှိမချီမြို့ဟောမချီနဲ့ရယူနာဂိုင်းနဲ့ပေါင်းပြန်ပြီချောမချီချောသွားမလုံးနဲ့နော်ချောအဲ့ဆိုရင်စဉ်းစားကြည့်အောင်အဲ့ယူနယ်မြို့လေးတွေပါအကြီးဆုံးဘာဖြစ်မြို့နယ်အုပ်ချုပ်ရေးမှုပေါ့နော်မြို့နယ်တွေမှာအဓိကတာဝန်ပေးထားတာမြို့နယ်အုပ်ချုပ်ရေးမှုပေါ့ချောဟုတ်နော်အဲ့ဒါလေးကလွယ်ပါတယ်ရှီတာနဲ့မချီမြို့တွေ
မှာထောင်းတောင်းမြို့တဲကိုပြောတာမြို့အတွင်းမြို့တဲနော်ချီတာမချီဟိုက်နောက်ခုတော့မယ်ဒါလေးကတစ်ပင်လေးတွေအနောက်ကဟာလေးကခုနပါရလေတွေ့ကပ်နေတယ်တစ်ပင်လေးတွေတွေ့ကပ်နေတာကြတော့မူရဆိုတဲ့ရွာနော်တစ်ပင်လေးတွေတွေ့ကပ်နေရသည်မူရရွာဟုတ်ပြီရွာနဲ့လူနဲ့ပေါင်းတယ်ပဲလွယ်လွယ်လေးရွာသားပေါ့မူရဘီတိုနော်မူရဘီတိုကရွာသားဟုတ်ပြီအဲ့ရွာကိုမှခုနနာဂါကြီးရှေလျားသောဆိုတဲ့ချောနဲ့ပေါင်းလိုက်တယ်စွန်ချောဖြစ်သွားတယ်စွန်ချောကြတော့စဉ်းစားကြည့်အောင်ရွာမှာနော်ရွာမှာအကြီးဆုံးဘာသူဖြစ်တကြီးပေါ့ရွာလူကြီးတကြီးစွန်ချောနော်ရွာလူကြီးကစွန်ချောတယ်အဲ့ရပါနော်အဲဆိုရင်ဒီအောက်ဆုံးအကြောင်းလေးပြန်သွားပေးပါမယ်အဲ့တော့ can မျက်စိထောက်ကြည့်တာဒီ can ဆိုတော့ Yamaguchi can ဒီပြီဟုတ်ပြီဒါလေးဆိုရင်သတိထားမယ် Ichiba ဈေးလဲဟုတ်တယ် shi ဆိုရင်မြို့လဲသုံးတယ်နော်နာဂိုင်းနဲ့ပေါင်းလိုက်ရင် shicho မြို့တော်ဝန်အဲ့တော့အမားလေးနဲ့ခုရက်ကွက်နာဂိုင်းနဲ့ပေါင်းမယ်ခုချောရက်ကွက်ဥက္ကဋ္ဌလေခွင်းနေလမ်းနေရှိတာမချီမြို့နယ်မြို့လေးတွေပါနယ်မြို့ရဲ့အကြီးဆုံးချောဆိုရင်မြို့နယ်အုပ်ချုပ်ရေးမှူးချီတာမချီမြို့တဲ့ဒါလေးကအသစ်ပင်တွေတွေ့ကပ်နေတာမူရဆိုတဲ့ရွာဟုတ်ပြီဒီမှာကြတော့ရွာနဲ့လူနဲ့ပေါင်းတော့ရွာသားမူရပီတော့နောက်ဆုံးရွာရဲ့အကြီးဆုံးဒီစွန်ချောရွာလူကြီးနော်အဲဆိုရင်ဒါက right ရှိတို့အခန်း1 lesson 1ပေါ့နော် N4 ခန်းကြီး challenge ရဲ့အခန်း1 lesson 1လေးပဲဖြစ်ပါတယ်皆さんမှတ်ရလွယ်မယ်ကြရလွယ်မယ်လို့ထင်ပါတယ်はいありがとうございますနောက်လည်းဗီဒီယိုလေးလာမှာမဟုတ်ကြည့်ပေးအောင်နော်